အပီချုပ်ပြီးအတီလုတ်ဖို့ကြိုးစားသူညံများတဲ့ဂျပန်သားကိုအမှန်ကစားပြီးချန်ပီယံစအမှန်ကန်ပြလိုက်တဲ့ဗန်ဖင်ရလို့ချင်ကြားကြိုက်တာပြဿနာမရှိအတွေးမှားပြီးမလင်းစားလုပ်ရင်တော့ဗန်လက်ဒီတစ်ချက်မြည်ကြည့်ဟက်စကီးထက်မြန်တယ်လက်နှင်းခွက်ဆေးရမယ်တစ်ချက်ကျွင်းအမလေးသားလောက်တဲ့ဗန်ရဲ့ကျွေးချက်တွေကရှယ်လွန်းပါတယ်နှစ်ချီမြောက်မှာအတီကြောက်သွားခဲ့တဲ့ဂျပန်သားချုပ်ကွက်ကိုအဟုတ်မှတ်ပြီးအတင်းဝင်လုံးပင်မဲ့ဗန်ကတဖန်ပြန်ချုပ်ပြီးအမှန်ကန်ဖြုတ်ပြလိုက်တော့ကြောင်ကချားကြီးဖြစ်ကုန်ပြီပေါ့ပူးရောင်နဲ့မျက်နှာကိုဒူးတောင်နဲ့ဆုံးပါတယ်ဆက်လက်တီကိုထက်မြည်ဆန်းရတော့ဂျပန်သား၅ချီမှာဖျားပြီးရိုင်သွားလို့ဒိုင်သားထားတာမဟုတ်ရင်မလကီယာကိုခဏခီးသွားနေရပြီအခုတိုင်းဆိုဘန်ကိုတကဘာလုံးကတကယ်ချန်ပီယံဖြစ်ချောင်းသိရှိသွားခဲ့ပြီမြန်မာပြည်သူတွေအတွက်ထက်ဆင့်ဂုံဆောင်ခဲ့တဲ့သူထက်ဆင့်ချန်ပီယံဂျော့ရှာဗန်ကြီးအတွက်အားပေးနေရင်နဲ့မြန်မာပြည်ကကြားကြတော့ကမ္ဘာအလယ်မှာအောင်လန်ထူလို့ဖုံးရှိန်ကုန်းဆိုတဲ့စကားလေးကိုကျွန်တော်သတိရမိပါတယ်ရှေ့ဆက်မဲ့ခရီးလမ်းမှာလည်းဒီလိုမျိုးပြိုင်ဘက်တွေကိုအလေးထိုးပြီးတော့ချန်ပီယံခပတ်တွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်ပါစေလို့တပီလုံးကပရိသတ်တွေနဲ့အတူဆုတောင်းပေးပါတယ်နောက်ပွဲတွေမှာမြောက်လောင်းပန်တူဂျာနဲ့တွေ့မလားစကောလောင်းမှာဇောင်းမနဲ့တဲ့မာနယ်ကက်နဲ့တွေ့မလားဆိုတာကောမန့်မှာရေးသားခဲ့ကြပါအောင်ခင်ဗျာ